ကောင်လေးတစ်ယောက်ကကျမကိုအယုတ်တနက်နဲ့ချိန်လိုက်တယ်သူမသိခဲ့တာကကျမမှာပြင်းထန်တဲ့စိတ်ကြွယောဂရှိနေတယ်ဆိုတာပါပဲကျမသာထိန်းချုပ်မှုလုပ်သွားခဲ့ရင်နောက်ဆက်တွဲကတွေးတောင်မတွေးရဲစရာပါကံကောင်းစွာနဲ့အဲ့ဒီအချိန်မှာကျမစူးစမ်းထိန်းထားနိုင်ခဲ့တယ်ပြီးတော့သူကကျမလက်ထဲကတက်ပလက်ကိုလိုချင်လာတယ်သူ့အမေကကျမစီတန်းတန်းမတ်မတ်လျှောက်လာပြီးတက်ပလက်ကိုပေးဖို့တောင်းဆိုခဲ့တယ်ကျမစိတ်ခံစားချက်တွေကိုအပြင်းထန်ထိန်းချုပ်ဖို့စူးစမ်းခဲ့ပေမဲ့သူမကကျမကိုစော်ကားမော်ကားပြောပြီးကွန်ပျူတာကိုသူ့သားစီချက်ချင်းပေးဖို့တိုက်တွန်းခဲ့တယ်ကျမစိတ်တည်ငြိမ်အောင်အခက်အခဲကြီးစွာနဲ့ကိုသတိပေးရင်ဒီတက်ပလက်ကကျမအတွက်အရန်ရေးကြီးကြောင်းသူ့ကိုပြေးပြေးလဲလဲပြောပြခဲ့တယ်ဒါပေမဲ့သူလုံးဝနားမထောင်ပဲလာလူဖို့စူးစမ်းလာတဲ့ပတ်ဝန်းကျင်ကခရီးသည်တွေကဒါကိုမြင်တော့ကျမဘက်ကနေတားမီနှစ်ယောက်ကိုဝိုင်းစုကူပေးကြတယ်မထင်မှတ်ပဲကောင်လေးကသူ့အမေရှိမှတမင်တကာထငိုပြပါလေရောကောင်လေးရဲ့အမေကကျမကတက်ပလက်နဲ့သူ့သားကိုဖျားယောင်းတယ်လို့ဆွဆွဲကဒေါသတကြီးနဲ့ပါရိုက်ချလိုက်တယ်ပြီးတော့ကျမရဲ့တက်ပလက်ကိုအားနဲ့နင်းချပြီးဖျက်ဆီးပစ်လိုက်တယ်ကျမသူ့ကိုဘာလို့ဒီလိုလုပ်ရတာလဲလို့မေးခဲ့ပေမဲ့သူကကျမကိုအပြစ်ပေးခြင်းလို့သပင်ကိုဆွဲပြီးထက်ရိုက်ပြန်ပါတယ်ကျမရဲ့စိတ်ခံစားချက်တွေကိုထိန်းချုပ်ဖို့ပိုခက်ခဲလာပြီးမတိစိတ်နဲ့ပဲသူ့လက်ကိုဖမ်းဆုပ်လိုက်မိရဲ့ကျမထိန်းချုပ်မှုလွတ်ထွက်သွားတော့မယ့်အချိန်မှာပဲဆရာဝန်ရဲ့ညွှန်ကြားချက်တွေကိုရုတ်တရက်ပြန်သတိရလိုက်တယ်ကျမကအရင်တုန်းကတိုက်ခိုက်ရေးချန်ပီယံတယောက်ပါစိတ်ခံစားချက်တွေပြိုလဲသွားတာနဲ့နောက်ဆက်တွဲကအရန်ဆိုးရွားသွားနိုင်တယ်ဒါကြောင့်ကျမနောက်တစ်ကြိမ်ထပ်ထိန်းချုပ်လိုက်ရပြန်တယ်ကျမကသူ့ကိုကျမမှာပြင်းထန်တဲ့စိတ်ကြွယောဂရှိတယ်ကျမကိုဆက်ပြီးဖိအားမပေးပါနဲ့တော့လို့တောင်းပန်ခဲ့တယ်ဒါပေမဲ့ဒီမိန်းမကကျမစကားကိုလုံးဝအလေးမထားတဲ့အပြင်ပိုလို့တောင်မောက်မာလာခဲ့ပြီးကျမကိုကျန်းပြင်ပေါ်တန်းပြီးဖိချလိုက်တယ်ကျမဆေးရုံဝတ်စုံဝတ်ထားတာကိုမြင်တော့တနာအောင်ဟန်ဆောင်နေတယ်လို့သူထင်သွားတယ်ကျမအမိထားခဲ့တဲ့လက်ကောက်လေးကိုကင်ပြီးကိုတည်ငြိမ်ဖို့အကြိမ်ကြိမ်သတိပေးနေခဲ့တယ်။ဒါပေမဲ့ကျမရဲ့စိတ်ခံစားချက်တွေကထိန်းချုပ်လို့မရတော့လူနေပါဖြစ်နေတာကိုခံစားနေရတယ်။ဒါနဲ့ဆေးတောက်ဖို့အိတ်ထဲကိုအမြန်နှိုက်လိုက်တယ်။စိတ်ငြိမ်သွားအောင်ဆေးတောက်တော့မဲ့အချိန်လေးမှာပဲသူကကျမဆေးတွေကိုရုတ်တရက်လူယူပြီးဆေးလုံးတွေအကုန်လုံးကိုကျန်းပြင်ပေါ်လွှင့်ပစ်လိုက်တယ်။ကျမလည်းကျန်းပြင်ပေါ်မှာလဲလျောင်းရင်းပြန့်ကျဲနေတဲ့ဆေးလုံးတွေကိုတစ်လုံးချင်းစီလိုက်ကောက်နေခဲ့ရတယ်။ဒါပေမဲ့သူကကျမလက်ကိုနင်းထားလိုက်တယ်။ဒီအချိန်မှာကောင်လေးကကျမလက်ကောက်ကိုသတိထားမိသွားပြီးအဲ့ဒီမိန်းမကလက်ကောက်ကိုထက်လူသွားပြန်ပါတယ်ဒါကအမေထားခဲ့တဲ့တခုတည်းသောအမွေပစ္စည်းလေးပါကျမလုံးဝမခံနိုင်တော့ပါဘူးကျမမတ်တက်ထရက်ပြီးလက်ကောက်ကိုပြန်ပေးဖို့တတိပေးခဲ့ပေမဲ့သူကလက်ကောက်ကိုတမင်တကာကျန်းပြင်ပေါ်ပစ်ချပြီးအပိုင်းပိုင်းဖြစ်သွားအောင်ရိုက်ခွဲပစ်လိုက်တယ်ကျမဘလို့မှတီးမခံနိုင်တော့တဲ့အဆုံးကျမရဲ့စိတ်ခံစားချက်အားလုံးချက်ချင်းပဲပြိုလဲသွားခဲ့ပြီးအကုန်ဝူးချူဝါတွေဖြစ်ကုန်ပါတော့တယ်